Okay ဒီကောင်လေးက ECN လေးနော်ဒီ ECN လေးကိုကျွန်တော်ဘယ်လိုစစ်ဆေးပြင်လိုက်တယ်နောက်တစ်ခုကဒီ ECN မှာဘာတွေ error တက်နေတယ်ဘယ်အစိတ်ပိုင်းတွေက error တက်နေတယ်ဆိုတဲ့အပိုင်းလေးကိုမျှဝေပေးသွားမယ်အဲ့တော့ဒီ ECN လေးပြုပြင်မှုအတွက်အထူးသဖြင့်တော့ ECN လေး speedometer တွေပြုပြင်မှုအတွက်ကျွန်တော်တို့မရှိမဖြစ်အရေးကြီးတာကတော့ electronic အခြေခံတွေကိုကျွမ်းကျင်ပိုင်နိုင်နေဖို့လိုပါတယ်နောက်တစ်ခုကblock map မရှိတဲ့ကောင်တွေ diagram မရှိတဲ့ကောင်တွေဆိုကျွန်တော်တို့ကကိုယ်တိုင် diagram ဆွဲတက်ဖို့လိုပါတယ်မီတာတစ်လုံးကင်ပြီးတော့ပတ်လန်းနေလိုက်တက်ဖို့လိုပါတယ်ဒါမှသာဒီ ECN တွေကိုပြုပြင်ရတာပို့ပြီးတော့ပြောကြကောင်းလာမှာပါမဟုတ်ရင်တော့ခေါင်းကိုက်သွားပြီးတော့ဘယ်ကနေဘယ်လိုစပြီးတော့ပြုပြင်ရမှန်းမသိဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီ ECN မှာဆိုရင်သူကဘာဖြစ်တာလဲဆိုတော့တော့ဖွင့်လိုက်တာနဲ့ဒီ ECN ကညှို့နှံ့နေထွက်လာတာမျိုးရှိတယ်နောက်တစ်ခုကကြတော့အဲ့လိုညှို့နှံ့မထွက်ခင်မှာ ECN ကအရင်ဆုံးဘာဖြစ်လဲဆိုတော့ဆိုင်ကယ်ကဆက်နိုးခြင်းတလို့လို့ဖြစ်တယ်မနိုးခြင်းတလို့လို့ဖြစ်တယ်တချို့အချိန်တွေမှာဆက်နိုးလို့အဆင်ပြေပေမဲ့တချို့အချိန်တွေမှာဆက်နိုးရတာအဆင်မပြေဘူးစသဖြင့်ပေါ့ဒီလိုမျိုး error လေးတွေဖြစ်ပါတယ်အဲ့တော့ဒီလိုကောင်တွေက ECN ကြောင့်ဘာကြောင့်ဖြစ်တယ်လို့ကျွန်တော်တို့သုံးသပ်ရလဲနောက်တစ်ခုကဘယ်လိုမျိုးစစ်ဆေးပြုပြင်ရမလဲဆိုတဲ့အပိုင်းလေးကိုမျှဝေပေးသွားပါမယ်အဲ့တော့ let's go okay ဒီကောင်လေးရဲ့ပြစ်ချက်ကဘယ်လိုလာတာလဲဆိုတော့အရင်ဆုံးတော့သူက error လေးစုံနေလို့ပြောရမယ်သူကဆိုင်ကယ်မှာတော့ဖွင့်လိုက်တယ်ဆက်နှိုးလို့ရတဲ့အခောက်နှိုးလို့ရတယ်နှိုးလို့မရတဲ့အခောက်မရဘူးပေါ့တနည်းအားဖြင့်တော့သူကအနိုးခတ်တယ်လို့ပဲပြောရမှာပေါ့အနိုးခတ်တယ်ဆိုတော့ဆက်ဆရာကသူကဒီစီပိုင်းမီးပိုင်းတခြားပိုင်းနေစစ်ပြီးသွားပြီပေါ့ဗျာလောလောဆယ်မှာသူကအဲ့လိုမျိုးသူကမရအရာနင်းနိုးကင်းနေပြီးတော့နှိုးရင်းနဲ့နောက်ဆုံးမှာECN ကညှော်နှံ့ထွက်လာတယ်ဆိုပြီးတော့ရောက်လာတဲ့ဒီပုတ်လေးပေါ့နော်ဒီကောင်ကသူ့ရဲ့ error လေးပေါ့အဲ့တော့သူ့ကိုဘယ်လိုစစ်ဆေးရဆိုတော့လေးကိုကျွန်တော်ပြပေးမယ်လောလောဆယ်ကင်မရာလေးကိုဒီလိုလှည့်လိုက်မယ်โอเคဒီလိုဆိုရင်ပို့ပြီးကြည့်ရအဆင်ပြေမယ်โอเคအဲ့တော့သူကသူ့ရဲ့ဒီပြစ်ချက်ကိုအသေးစိတ်စစ်ဆေးကြည့်တဲ့အခါမှာသူကဘာဖြစ်သွားလဲဆိုတော့အရင်ဦးဆုံးတွေးလိုက်ရတာကသူကဒီမှာရှိနေတဲ့4008 ZB တနည်းအားဖြင့် ignition driver IC ပလမီးပိုင်းကို spot ပေးမဲ့ IC ပေါ့နော်ဒီ transistor လေးတစ်လုံးလောင်ကျွမ်းသွားပါတယ်သူလောင်ကျွမ်းသွားတဲ့ပုံကလည်းပြင်းပြင်းထန်ထန်လောင်ကျွမ်းတယ်ပဲပြောရမှာပေါ့အောက်မှာရှိနေတဲ့ circuit layer အောက်တွေတော်တော်လေးကိုပျက်စီးသွားပြီးတော့လောင်ကျွမ်းသွားတဲ့အနေအထားပေါ့ဒီအနေအထားမျိုးမှာကျွန်တော်တို့ကဒီအောက်ကပလန်းတွေပျက်စီးသွားပြီးတနည်းအားဖြင့်ဒီအောက်မှာရှိနေတဲ့ layer တနည်းအားဖြင့် circuit ground ပေါ့နော်ဒီကောင်ကြီးနဲ့connection ချိတ်ဆက်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ဒီနေရာမှာသွားပြီးတော့ IC ကိုပြန်ထိုင်လို့အဆင်မပြေတော့ပါဘူးဒါကြောင့်မလို့ IC အောက်ကနေပြီးတော့တစ်ခုခုခုပြီးတော့ပြန်ထိုင်ပေးထားတာပါပြီးတော့သူ့မှာရှိနေတဲ့လိုအပ်တဲ့ပလန်းလေးတွေကိုပြန်ပြီးတော့ဆက်ပေးထားတယ်ဒါဆိုရင်သူကပလမီပြန်ထွက်ပေးတဲ့အနေအထားမျိုးရောက်သွားပြီဒါပေမဲ့လည်းဘာဆက်ဖြစ်လဲဆိုတော့သူပြောတဲ့အတိုင်းပဲနှိုးရခတ်တယ်ပြန်ဖြစ်လာတယ်လောင်သွားတဲ့ကောင်ကိုတော့ကျွန်တော်တို့ဒီမှာလဲလိုက်ပြီเนาะလဲပြီးတဲ့နောက်ပိုင်းမှာဆိုင်ကယ်မှာပြန်တက်ဆန်းကြည့်တဲ့အခါမှာသူကငကိုအတိုင်းပဲမလောင်ခင်တုန်းကအတိုင်းပဲနှိုးရခတ်တဲ့ပုံစံမျိုးတွေဖြစ်လာတယ်နောက်တစ်ခုကျတော့နှိုးသွားရင်လည်းပဲကျွန်တော်တို့စီမမှန်မီးမမှန်ပေါ့เนาะတနည်းအားဖြင့်ဒီ sensor တွေ actuator တွေဘိုင်းကိုမမှန်တာတွေအနိုးထိုင်းတာတွေတနည်းအားဖြင့်ကျွန်တော်တို့ speedometer ပုံစံနဲ့ပြောမယ်ဆိုရင်တော့ wake up ပေါ့เนาะဒီ power နိုးထားမဲ့အပိုင်းမှာ oscillator လေးကချွတ်ရင်းချက်ဖြစ်နေတဲ့ပုံစံမျိုးလေးပေါ့အဲ့ဒီအနေထားမျိုးမှာကျွန်တော်တို့စစ်ဆေးကြည့်တဲ့အခါမှာဒီကောင်လေးပေါ့เนาะဒါလေးကတော့ကျွန်တော်ဒီဖြုတ်ထားလိုက်တာပါအပေါ်မှာရှိနေတဲ့ဒီ crystal ပေါ့เนาะဒါလေးက crystal လို့ခေါ်ပါတယ်အပေါ်မှာရှိနေတဲ့သူ့ရဲ့ဒီအပေါ်မှာရှိနေတဲ့စတီးရောင်ကြီးရောင်ပေါ့เนาะအဖုံးလေးကတချမ်းလောက်ဟနေတာပေါ့အဲ့ဒါကကျွန်တော်တို့ဒီ IC ကိုတနည်းအားဖြင့်ဒီ circuit ကိုခွာလို့ဟတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ဒီမှာရှိနေတဲ့ဒီ crystal လေးပေါ့เนาะ crystal လေးရဲ့အနေထားတစ်ခုကြောင့်သူကဟတဲ့ပုံစံမျိုးလေးဖြစ်နေတာပါဒီကောင်လေးကိုကျွန်တော်တို့လဲပေးကြည့်ရမယ်နောက်တစ်ခုကကျတော့ဒီပတ်လန်းမှာတနည်းအားဖြင့်ဒီလို IC တွေမှာpower zina လို့လည်းခေါ်တာပေါ့နော် zina ထိုင်အုပ်ဒီကောင်တွေပေါ့ဒီကောင်တွေအပြက်များတယ်နောက်တစ်ခုကဒီမှာရှိနေတဲ့0 ohm R
နော်0 ohm R တွေအပြတ်များတယ် power zina တွေအပြတ်များတယ်နောက်ဒီ4008 ZB ignition driver IC တွေအပြတ်များတယ်ဒါတွေကိုကျွန်တော်တို့ကသတိထားပြီးစစ်ဆေးရမယ် circuit ပတ်လန်းတွေကတော့ပတ်လန်းသဘောတရားတွေနားလည်မယ် electronic အခြေခံသဘောတရားတွေနားလည်မယ်ဆိုတဲ့သူတွေမှသာလျှင်ပတ်လန်းကိုလိုက်ရတာအဆင်ပြေမှာပါလောလောဆယ်မှာတော့ကျွန်တော်က shortcut တစ်ခုအနေနဲ့ဒါမှတ်ထားဖို့အတွက် sharing လုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးမှာကတော့ကျွန်တော်တို့ short ဖြစ်တယ်4008 ZB လောင်ကျွမ်းတယ်4008 ZB နေရာကအောက်ကဒီ circuit layer အောက်ပါထိသွားတဲ့အတွက်ဂျားထဲမှာကျွန်တော်တို့ test party ပေါ့နော်IC ရဲ့ဒီ ground နေနဲ့ circuit ရဲ့ ground နဲ့ဒီ IC ရဲ့ ground နဲ့ဒီမှာရှိနေတဲ့ IC ရဲ့ input output board တွေနဲ့တွားပြီးတော့မပူးသွားအောင်လို့ပြင်ဆင်ရတယ်နောက်တစ်ခုကကြတော့ဒီအနိုးထိုင်းတဲ့အနေအထားမျိုးမှာတနည်းအားဖြင့် ECN က power နိုးဖို့အတွက်လုံလောက်တဲ့ချိန်နှုံးမရှိတာပေါ့ပြောမယ်ဆိုရင်တော့သူကလူလိုပြောမယ်ဆိုရင်တော့နှလုံးခုန်လုံးနှေးတာပေါ့ဗျာနှလုံးခုန်လုံးနှေးတော့လှုပ်ရှားသွားလာတာမောလာတယ်အဆင်မပြေတော့ဘူးကောင်းကောင်းလမ်းမလျှောက်နိုင်တော့ဘူးပုံမှန်သွေးလည်ပတ်မှုမရှိတဲ့အတွက်ကောင်းကောင်းမလှုပ်ရှားနိုင်တော့ဘူးအဲ့ဒီပုံစံအတိုင်းပဲဒီမှာရှိနေတဲ့ crystal ဆိုတာလည်းခုန်လိုင်းချိန်နှုံးတွေထုတ်လွှင့်ပေးတဲ့ electronic ပစ္စည်းတစ်မျိုးဖြစ်တယ်ဒီကောင်မကောင်းတဲ့အတွက်ကျွန်တော်တို့ကဒီ circuit ရဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေကိုပုံမှန်လှုပ်ဆောင်နိုင်စွမ်းမရှိတော့ဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ crystal ကိုလည်းလဲပေးရမယ်ဒါဆိုရင်တော့ဒီဘုတ်လေးကလုံးဝဆိုင်ကယ်မှာတက်ဆန်လို့အဆင်ပြေတဲ့အနေအထားမျိုးရောက်သွားပါပြီကြုံလို့ဒီ power zina တွေနောက်တစ်ခုကဒီမှာရှိနေတဲ့0 ohm R တွေကတော့အပြတ်များတာဖြစ်တဲ့အတွက်ကြုံလို့ပြောပြခြင်းဖြစ်ပါတယ်ဒီကောင်လေးတွေကတော့ကျွန်တော်တို့မှတ်သားထားရမယ့်အနေအထားမျိုးလေးပါโอเคဒီကောင်လေးကိုပြင်ဆင်တဲ့စက်ပြင်မှတ်တမ်းလေးကတော့ဒါပါပဲဗျโอเคအားလုံးပဲအဆင်ပြေကြပါစေအားလုံးပဲအောင်မြင်ကြပါစေဗျ